မြန်မာရုပ်မြင်သံကြားပရိသတ်များရှင်မြန်မာတန်တဲ့ရုပ်မြင်သံကြားအနေနဲ့ပြည်သူများအပံပြေစေရန်ပျော်ရွှင်စေရန်နဲ့စိတ်ခွန်အားသစ်များရရှိစေရန်ရည်ရွယ်ပြီး Friday Night Live Show တေဂီတာဖျော်ဖြေပွဲတွေကိုစံတင်တင်ဆက်ပေးလျက်ရှိရမှာဇွန်လ29ရက်လာမယ့်တောက်ကြနေ့ညချမ်းမှာမြန်မာနိုင်ငံဂီတနဲ့အထိမ်းအမှတ်ဂုဏ်ပြုတေဂီတာဖျော်ဖြေပွဲကိုတိုက်ရိုက် live ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။အဲဒီတေဂီတာဖျော်ဖြေပွဲကို Northern Stars Band တီးခတ်မှုနဲ့အတူနမဲကျော်ဒေသရှင်တွေဖြစ်ကြတဲ့ကျမ်းမြတောင်ရဲတိုင်းတဟာအောင်မင်းစီသူ JB နှွေရင်ဝင် L ဆိုင်စီမေလာတန်စင်နုနိုမိုးသူနဲ့နှင်းအောင်တို့ကတီဆိုဖျော်ဖြေကြမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဂီတနဲ့အထိမ်းအမှတ်ဂုဏ်ပြုတေဂီတာဖျော်ဖြေပွဲကိုမြန်မာရုံမြင့်တန်းကြားရဲ့ MRTV HD Channel နဲ့ MRTV Entertainment Channel တို့မှတပြိုင်နက်တည်း Direct Live ရိုက်ကူးထုတ်လွှင့်ပြသပေးမှာဖြစ်တယ်လို့ MRTV App ရဲ့ Entertainment Sector နဲ့ MRTV Telegram တို့မှလည်းတပြိုင်နက်တည်း Streaming ထုတ်လွှင့်ပေးမှာဖြစ်တဲ့အပြင် MRTV HD Channel မှာဇွန်လ29ရက်တနင်္ဂနွေနေ့မနက်10:00 နာရီခွဲမှာလည်း Replay ထပ်မံပြသမှာဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါရရှင်။